၎င်းအရင်ကဒီကွေးနေတဲ့အဆက်ဒါကိုဆက်လိုက်ရင်ဒီဂျားရဲ့တစ်စီဖြတ်ချမယ်ဒါဒီလို joystick တက်တယ်ဖြတ်ချတယ်ဖြတ်ချလိုက်ရှင်ဒီမှာအလဲက joystick တွေရှိတယ်ဆက်ပြီးဒီဆက်ပြီးလက်ချိုးဖြတ်ချတယ်ဒီပိုင်းရဒီမှာကြော်ဆိုင်တဲ့ KFC ဆိုပြီးဖြားရည်ပဲဖြစ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့က lollipop လောက်မှာဖြစ်တဲ့အတွက် take လေးဖြတ်ချပလိုက်ဟုတ်ပြီနော် joystick ကနေဖြတ်ချတယ်ဟုတ်ပြီဒါအယူပြည့်လို့ပြောတယ်ဒါဒီဘက်မှာအပိုင်းနှစ်ပိုင်းမှာဒီဘက်မှာကြည့်လိုက်ကြီးရဲ့ဘက်ရှိတယ်သေးလေးပဲရှိတယ်သေးတဲ့ဘက်ကအပိုင်းကိုခုနလိုပဲကြက်ပေါအောင်လို့ပဲဒီဘက်ကိုဒါလေးနဲ့ရစ်ထုတ်လိုက်ပြီချစ်မယ်လူလေးပေါ့ဟုတ်နော်ဒီချစ်မယ်ကြောဖြတ်လိုက်တယ်ဟုတ်နော်ဒီဖြတ်ပြီးတော့လည်းလေးချစ်လိုက်တယ်ဒီကရင်လည်းလေးချစ်ပြီးတော့ဒီလက်ကင်းနဲ့ဒီအစ်စ်လေးကန်ဒီဘက်အသားကိုကြာဒီဘက်ဘယ်ဘက်လက်မနဲ့လက်ကင်းနဲ့ဒါလေးဟောပလက်နဲ့ကြောင်းနဲ့လုံးလုံးလေးဖြစ်တယ်ဟုတ်နော်ကျွန်တော်တို့ကျွန်တော်တို့ကမုတ်ဆန်တွေက lollipop chicken box ကြော်စားရတာဒီတိုင်းနေဟုတ်ပြီနော်အဲ့တော့ဒီဥစ္စာကကြော်စားတာပေါ့ကျွန်တော်ချင်းနဲ့ပြည့်ဆိုင် box chicken ကိုပြန် box chicken လက်ပြီးစုပ်နေပြီဟုတ်နော်ဒါတစ်ပိုင်းရှိတယ်တခုဒါကြီးတဲ့ပိုင်းဒီဘက်ပိုင်းဟုတ်ပြီနော်ဒီဘက်ပိုင်းကျတော့ကြီးတယ်သေးတယ်ပေါ့ရှိဟုတ်နည်းနည်းလေးကြီးရင်ဒီဘက်ကြီးတယ်ပဲသေးတယ်တောင်မှန်ဘက်ပြောမယ်ဆိုဟုတ်ပြီနော်ဒီတောင်မှန်ဘက်အပိုင်းကိုနားအတိုင်းပဲဒါလေးနဲ့အရာပြေးနေတယ်ဒါပေမဲ့ဒီချောင်းဒီမှတ်ထားပါဒီမှာအယူနှချောင်းရှိတယ်ယူနှချောင်းတိုင်းနဲ့ရှိတယ်အဲ့ယူနှချောင်းအရောဒါတစ်ချောင်းနဲ့အဲ့လိုဖြတ်တယ်ယူနှခုတွေ့နော်တွေ့ယူအဲ့တော့အဲ့ဒီမှာဒါလေးနဲ့ချိပြီးဒီမှာအရာပြေးတိုင်းနဲ့ဒီလိုဖြတ်လိုက်ရတယ်စာလေးနှစ်ခုပေါ်တယ်တွေ့နော်ပြီးတော့မှဒီနှစ်ခုကိုဖက်ဖက်ကိုအသေးပဲဖြစ်အကြီးပဲဖြစ်တန်းတန်းပဲပေါ့ဒါလေးဒီလက်ကလေးနဲ့ကန်ပြီးအသေးပဲလေးကိုဒါလေးနဲ့လက်ကလေးနဲ့ဒါလေးဖြည်းဖြည်းလေးဆွဲလိုက်ဒီလိုထွက်လာဟုတ်နော်ဒီလက်ကလေးနဲ့ဒါလေးဖြည်းဖြည်းလေးဆွဲဖြည်းဖြည်းလေးဆွဲတော့လည်းချိုးရနာမုံနော်ဒီအဆန်ကိုအဆန်ထုတ်ပြီးတော့အသားကိုလမ်းမျိုးချိုးပလိုက်ဆွဲထုတ်လိုက်တယ်ထွက်သွားတယ်ဒီလိုပြီးတော့ခုနဒီမှာကျန်နေတဲ့အသားလေးကိုဟုတ်ပြီနော်ဒါပြီးရင်ကြော်စား box chicken ပဲ